ကြာသပတေးနေ့မွေးသူအလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ9ရက်နေ့အတွင်းနှစ်ဦးနှစ်သက်ဟာကောင်းခြင်းကံကြမ္မာနဲ့စတင်ခြင်းကိုဒီတစ်ပတ်တွဲမှာကြုံရမယ်။ကောင်းသောသတင်းစကားများကြားသိရမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်။မထင်မှတ်ဘဲအလူတန်းကိစ္စတွေပါဝင်ဆောင်ရွက်ရခြင်းကိုကြုံမယ်။ရက်တန်တဲ့လုပ်တွေပြန်လဲစတင်နိုင်တယ်။စုပေါင်းလုပ်ငန်းတွေလုပ်ဖို့ဆုံးဖြတ်နိုင်တယ်။လူမှုရေးအဖွဲ့အစည်းကိစ္စတွေနဲ့ပတ်သက်တာတွေမှာပါဝင်ရတတ်တယ်။ကိုယ့်ရဲ့နာမည်ကောင်းတဲ့နဲ့ကြော်ကြားခြင်းကြုံမယ်။စမ်းပွင့်ခြင်းလူချစ်လူခင်ပေါ်များခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းတို့ရဲ့အနှစ်သာရပေါ်လွင်နေတဲ့အပြင်မြုပ်နှံထားတဲ့ငွေကြေးတွေရဲ့ကျိုးမြတ်ကိုရရှိအလောက်ချစီမှသမျှအောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းတွေကိုရရှိမယ်။2ရက်နေ့မှာခီးကိစ္စပြောင်းလဲကိစ္စနဲ့တိုးတက်မှုကိုကြုံမယ်။3ရက်နေ့မှာငွေကြေးကံကောင်းမယ်လက်ပွင့်မယ်။4ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးလောက်ရမယ်။စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။5ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရင်းသစ်ကိုလက်တွေ့သုံးချပြီးဘဝတိုးတက်မှုရဲ့အနှစ်သာရကိုရနိုင်တယ်။အနောက်တောင်ရပ်ကိုတည်သွားစေနေရှိတဲ့မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းအသွားလာနေတိုင်းဂရုစိုက်မှာဖြစ်ပါတယ်။6ရက်နေ့မှာစီးပွားကံလုပ်ငန်းကံကောင်းမယ်ရပိုင်ခွင့်တွေပြန်ရမယ်။အတိုက်ခံနေကြတဲ့တိုးတက်မှုကိုကြုံတွေ့မယ်။အဲ့ဒီနေ့မှာတော့မနေ့4နိုင်ခွဲနဲ့6နိုင်အတွင်းအရှိမြောက်ရပ်ကိုသွားခြင်းကိုတားသမျှရှောင်ကျဉ်ရမယ်။မတော်တဆအန္တရာယ်ဖြစ်လာတဲ့အန္တရာယ်ရှိတတ်တယ်။တနေ့တာအတွင်းချမ်းချိန်ကောင်းတဲ့ညနေ4နိုင်ခွဲနဲ့6နိုင်အတွင်းမှာလည်းရန်ပฏิဘက်ကရှိတော့နည်းနည်းကြည့်ဆက်ရမယ်။စီဝါရေးရကန္တာလုပ်ငန်းရေးရာတွေမှာကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကို9ရက်နေ့မှာရရှိပြီးတော့လိုရာဆန္ဒပြည့်ခြင်းနဲ့တိုးတက်ခြင်းတွေဖန်တီးနိုင်တဲ့ကံခွင့်ရင်းနဲ့ဘဝတိုးတက်မှုရဲ့နှစ်သာရကိုကြုံတွေ့ရမှာဖြစ်ပါတယ်။တပတ်တာကာလအတွင်းမှာတနင်္လာသောကြာရင်ကနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာတာပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။36ကိုကနန်တွေကျိုးပေးတယ်။အပြာရောင်ပန်းရောင်နို့နှစ်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့လူရန်ကိစ္စဆောင်ရွက်အောင်မြင်မှုကိုရရှိနိုင်ပါတယ်။ဇန်နဝါရီလ2ရက်နေ့လပြည့်နေ့နဲ့သောကြာနေ့နဲ့တိုက်ဆိုင်တဲ့ကုသိုလ်ကောင်းမှုပြုပါအနေကစားတင်ပါအနေကစားကာတာတို့ကိုရွတ်ပါနာယူပါထူးခြားစွာကောင်းခြင်းအနာဂတ်ဆက်တိုက်ကြုံပါလိမ့်မယ်ကျေးဇူးတင်ပါတယ်